ဟုတ်ပြီနာမည်တစ်ချက်လောက်ပြောပြပါ ကျွန်တော်နာမည်ကအေးအောင်ပါရှင် အတက်ကရော အသက်ကတော့31ရှိပါတယ်ရှင် အလုတ်ကန်ပါလို့လဲ အလောက်ကကတော့ပြီခိုးပါ ဟုတ်ကဲ့အခုဒီကျွန်တော်တို့မတူပီရနေဘယ်နေ့ကနေစပြီးတော့မှဟိုဘယ်ချိန်လောက်ကနေစပြီးပြေးရတယ်ပေါ့နော် ကျွန်တော်ပြေးတာ6လပိုင်းနဲ့ပြေးတာစာရက်ကတော့ကျွန်တော်လည်းပြေးချင်တော့ပြကြမပြေးဘိုက်ကလည်းပြေးတာစာရက်အဲ့ရှင်နဲ့ ဘယ်လိုပုံစံနဲ့ထွက်ပြေးကြတာလဲပေါ့ကျွန်တော်ကတော့အဲ့လိုအဲ့ဒီမှာတော့ဟိုဟာပထမဆုံးကကိုယ်မလာပြစ်ကြတယ်လေစာကိုယ်မလာပြစ်တယ်ပြစ်ပြီးမှနောက်တရက်လာပြစ်တဲ့ရှင်ကျတော့ဆိုပြီးမှလာဟောတဲ့ရှင်မှာကျတော့ကိုလိုမိသားစုလိုက်နဲ့ပြေးကြတယ်ကျတော့ရေးတွေကကျတော့ဗီဟာမှာဘာတိုင်းမှာနေကြတယ်အဲ့ကလည်းထွက်ပြေးကြတာကိုလုံးပြေးပြီးမှပထမညမှာတော့တရားလေးစမိုင်းကြတယ်တရားလေးစဘကိုပြေးမှကြတယ်မနေ့စောအမောက်မပြေခင်မှာထွက်ပြေးကြတာလေမျိုးပူကြတယ်လေမျိုးချောက်တစ်ခါကြရောက်သွားတယ်လေမျိုးချောက်ကူတာလည်းဒုက္ခရောက်တဲ့ဆရာတော်တယ်မှာဒီစားရေးတောက်ရင်းနဲ့ဒီတွာလာနေထိုင်ရေးတွေကဘယ်လိုခက်ခဲရှိနေပေါ့ဒါခက်ခဲတာပေါ့ဆရာကျမတို့မှာစားစရာဘာမှမပါတာထမင်း6နေပါတယ်ပြီးမုံဒီကမုံညာပေးတဲ့ကလေးတွေကမုံလေးငါထုတ်ပါတယ်ဟာလေးကိုစားကြတယ်စားပြီးလို့ရှိရင်ကျမတို့ကတော့မုံလေးကိုစားတယ်စားပြီးလို့ကုန်ပြီးတော့ကြတာစားဖို့မသိတော့ဘူးဒီတိုင်းနဲ့ရေလေးမရှိကုန်းပေါ်ကြီးတက်နေတဲ့ချိန်ကျတော့ရေလေးမတောက်ရအပင်ပေါ်ကရေညှိတဲ့ခွာပြီးမှရေညှိရေပေါ်ရေဖြောပြီးမှတောက်ကြတယ်မိုးကတော့တလဲလုံးမိုးရတယ်ဆိုတော့လေမိုးရထိမှဒီတိုင်းပဲသွားနေကြတော့တာကျမတို့ကျတော့မိုးကလည်းမပါဘူးဒီကျမတို့ရေးတွေကကျတော့မိုးကလည်းအဲ့လိုယူပိုးလို့မတိချဘူးလို့အိတ်တာရောဘယ်လိုအိတ်ကြလဲအိတ်တာလည်းအဲ့လိုပဲမြည်ကြီးပေါ်မှာပဲဒီတိုင်းမိုးရထိမှပဲအိတ်ကြတယ်တက်ကလူတွေကကျတော့မိုးကားတွေပါတယ်သူတို့မိုးကားတွေတေးထိုးပြီးမှကျတယ်ကျတော့ကျတော့အဲ့လိုဘေးနာမှာသူတို့ဘေးနာမှာတော့ကဲတော့မကဲခိုင်းဘူးမကဲနဲ့တော့သူတို့လူများလို့မလာခိုင်းဘူးကျတော့လေအဲ့လေကျမလေးအကြံမရတဲ့ဟာကျတော့ခလေးတွေလည်းဆိုတော့လေယူဟာမိုးမလည်းမသိဘူးတော့မိုးစမကျလေမိုးကတောင်းလိုက်တယ်ဆရာရဲ့တော့ကျမတို့ခလေးနဲ့ဒုက္ခရောက်လို့မိုးကတည်းကလောက်ပြေးပါလားဆိုတော့ဘူဟာမိုးကသူချုံတော့မိုးကကိုပြေးတယ်အဲမိုးကကိုတေးထိုးပြီးမှမိသားစုကမှထိုင်ကြတယ်အဲ့ဒါကတော့မြေကြီးပေါ်မှာပဲအိတ်ကြတယ်တောထဲမှာပြေးတာဘယ်နည်းလောက်ကြာခဲ့လဲတလားနီးပါကြာတယ်ဆရာဒီကိုရောက်တာနဲ့တလားနဲ့တရက်တလားကိုတိကျနေတယ်လားပဲကြာတယ်ဒါဆိုဘယ်နေ့မှာကျွန်တော်တို့ဒီချင်းကြီးနောင်လေးအေးအေးဒီနဲ့တွေ့ခဲ့တယ်ပေါ့နော်ကျမတို့ပထမဆုံးအေးတွေတစ်ခေါက်တွေ့တယ်တွေ့တော့အေးတွေကကျမတို့ခလေးတွေကိုဒီကပျောက်မိတ်တွေပေးတယ်ပြီးဗီဒီယိုတွေပေးခဲ့တယ်အဲ့လိုနေထွေးနေပေးပါမလဲလိုက်နိုင်လားတဲ့လိုက်နိုင်လိုက်ခဲတဲ့ယူအောင်ပို့ပေးမယ်တဲ့အဲ့ဒါကျမလည်းလက်မချောင်းနိုင်တော့လေအဲ့ဒါမလိုက်နိုင်တော့ဘူးလို့ပြောပေးတယ်ပြောပေးတာနဲ့ဒါဆိုတော့ဗီဒီယိုတွေစားတဲ့ပြီးမိရှိပေးတယ်ကျမတို့ဆေးလိုက်တောက်တက်လာတဲ့ဆေးလိုက်တော့မတောက်တက်ဘူးလို့ဆေးလိုက်မတောက်တက်လေယူထားတဲ့အနှွေတရားအောင်မိခိုးလေးနဲ့ဆေးလိုက်ခိုးလေးနဲ့နေတဲ့ကျမတို့လည်းမထားနိုင်လို့ဒီတိုင်းပဲမြည်ကြီးပေါ်မှာအကြတယ်အဲ့ဒီမှာကျတော့ကျမတို့မိသားစုကမစုံတော့ဘူးခလေးအကြီးကောင်ကတော့ကျန်ခဲ့ပြီခလေးအကြီးကောင်ကအသားအကြီးကောင်ကတော့ဆင်းရဲနေရှိတယ်သူကတော့အစားကလည်းမလိုက်နိုင်လို့လေးလက်မကျန်ခဲ့ပြီပြီးအငယ်တယောက်ကတော့စေတုံးနဲ့တယောက်ဆင်းလေးတယောက်ကသူ့ပြီးနဲ့မလာနိုင်လို့အပေါ်မှာပဲကျန်ခဲ့တယ်ကျမတို့တာမီပဲဆင်းလာတယ်ပြီးကျမတမီရှင်းတယောက်ပါလာတယ်သူကလည်းခြေတော့ရအောင်လို့ဆိုမှကျမခေါ်လာတာသူလည်းမလိုက်နိုင်တော့ဘူးတဲ့သူကတော့ဒီပါခါလေးသူကကျမအတင်းရတော့မှလည်းခေါ်လာတယ်အဲ့ဒါသူလည်းလိုက်ချပါတယ်ကျမနာကိုတော့ရော်ရောက်ခါနေပြီပြောတယ်လို့လိုက်ခဲနေအားပြပြီးမှဆိုမှကျမသူခေါ်လာတာထမင်းကတော့မစားဘူးတချို့တွေကကြားတော့အဲ့လိုအရွက်တစ်ချက်စားကြတယ်တဲ့ကျမတို့ကတော့အရွက်စားဖို့လည်းမသိဘူးဘာမှလည်းမလုပ်နိုင်တဲ့ချိန်ကြားတော့လေရောက်တဲ့နေရာမှာပဲအိတ်တော့တာလေးလေးနေခေးဆိုလဲမလက်မချောင်းနိုင်တဲ့နေရာမှာပဲအိတ်တဲ့အပေအောင်တွေ့နေတယ်မိုးရီထင်းမှာရေကတော့မိုးရီတောက်လိုက်အဲ့လိုပဲအပင်ကရေမြစ်တွေခွာလိုက်တောက်လိုက်ရေတော့မရှိဘူးတောက်ကုန်းပေါ်တောက်လိုက်တာကဘာမီးတယ်ဆိုတော့လေအဲ့လိုပဲသွားနေတာကျတော့အခက်ခဲတွေထဲမှာပေါ့နော်တကူကဒီယောက်ျားကဒီဆုံးသွားလား
ယောက်ျားဆုံးသွားတယ်လို့ထင်တာပဲဆရာရဲ့ အဲ့ဒီဟာလေးပေါ့နော်စားဖြစ်ပြီးတော့ယောက်ျားရဲ့နဲ့ဘယ်လိုမျိုး꿰ထားဟာလဲ ယောက်ျားပထမဟာတော့အဲ့လိုရှိတယ်ဆရာပထမဟာကျတော့မိသားစုကတူတူမြင်းနဲ့သွားတယ်အဲ့ဒီမှာကျတော့ကျမတို့ကဟိုဗျူဖာမူလို့နဲ့တူတူသေးတယ်တောက်ကုန်းပေါ်မှာသေးတဲ့ချိန်ကျတော့ဗျူဖာမူလို့ကကျတော့ညာနေ3နိုင်လောက်ဆိုသူကစခန်းပြောင်းမယ်တဲ့တနေရာပြောင်းမယ်လျင်ကိုရှိတဲ့နေရာသွားရအောင်တဲ့ဆိုမှပြောတယ်ပြောတော့ကျမတို့မိသားစုကမလိုက်နိုင်တော့ဘူးခလေးတွေကလည်းဝင်ချောလို့လေမလိုက်နိုင်တာလည်းကျမယောက်ျားလေးနေမကောက်တော့မလိုက်နိုင်ဘူးအဲ့ဒါမှအကြရဲ့ကျမတို့ကနေရာမှာပဲပြန်အကြနဲ့မနေ့ကပဲလိုက်ရအောင်ဒီမှာအဲ့ဒါမူလီကကျတော့လိုက်ချပါတယ်အဲ့ဒါမူလီလေးလာတော့သွားရအောင်သူများသွားတဲ့လမ်းကိုလိုက်မရမှာငါတို့မဟုတ်သေးလိမ့်မယ်ကိုလို့ဆိုမှကျမယောက်ျားနေတော့နေတဲ့ငါတို့နောက်ကလိုက်နေမယ်ဆိုမှပြောပြီးမှကျမတို့တောင်းပြီးတော့နေတာကျမတို့တောင်းပြီးတော့နေတဲ့ဟာကိုသူကနောက်ကမလိုက်နိုင်နဲ့ဦးဆရာကတေးလာလားခါလေးတော့ဘာမှတတိနဲ့မချတော့ဘူးအဲ့ဒါကျမတို့လိုက်ကဘာကနဲ့ဆင်းလာတော့6တေးလေးဟာတွေ့တယ်6လေးမှရေတောက်ကြတယ်ရေတောက်မှငါတို့လည်းဒီ6ကနဲ့မဖြတ်နိုင်တော့ဘူးဆိုမှ6နဲ့မှပဲပြန်အိတ်ကြတယ်ကျမတို့တငယ်ရှိနေတဲ့အဲ့ဒါခလေးတယောက်လည်းအေးတွေလာပါရဲ့ရှိတယ်အေးလာတော့မေးတော့ခလေးတွေတော့တွေးလာဆိုရှိတယ်လို့တော့ပြောတယ်ဒါမှအသက်ရှင်သလားတော့မမင်းဖြစ်ဘူးဆိုရလေအဲ့ဒါအကြီးကောင်လေးဆုံးတယ်လို့ထင်တာပဲခုဘာတတိကစားနာမရဘူးယောက်ျားလေးဆုံးတယ်မိသားစုကခလေး3ယောက်နဲ့ယောက်ျား1ယောက်ဆုံးတယ်ကျမတို့ဟောပေါ့ဒီကျွန်တော်တို့ဒီချင်းနေတော်တွေနဲ့အေးအေးတွေနဲ့အမတို့တွေ့တဲ့အချိန်မှာဘယ်လိုခံစားရလဲဝတ်တာတော့ဆရာသူတို့ကတော့ကျမတို့စားကြတယ်ပေးတယ်လေပြီးကျမတို့အတန်းလေးကေမဲလိုက်ခဲဆိုမှခေါ်တော့ကျမတို့တောင်းမှတာပြီးမှပထမဆုံးသူကကျမခလေးကိုခေါ်ကြတယ်ခလေးခေါ်မှလို့ပြောင်းမဲလို့ပြီးတော့ပြီးတော့ပေးကြတယ်လေဟာခလေးကိုနည်းနည်းထွေးထားပေးပါတဲ့အဲ့ဒါကျမမလိုက်နိုင်တော့ဘူးကျမခလေးကိုခေါ်တော့လိုက်ပါလို့ပြောတာသူတို့ကဘာလို့မလိုက်နိုင်ရမှာလဲဒီလက်သက်ချင်ကိုရှင်းရမယ်ငါတို့ကေမဲလို့ပြောတော့အဲ့ဒါအေးဒီမှာလေအဲ့လိုဒီမှာကျမတို့ထားခဲ့တယ်နေတော့ဒီမှာနေဒီနေရာမှာပဲနေခဲ့ပါတဲ့နေရာမရွှေနဲ့တဲ့မနေ့ကကျမတို့နေတော့တဲ့သမီးထုံးနဲ့လာပို့မယ်တဲ့လာခေါ်မယ်ဆိုမှပြောတော့တာကျမတို့ပြောတော့ကျမတို့စင်နိုင်ထိဆောင်တယ်စင်နိုင်ထိကျတော့တငယ်ချင်းကတအားရေးစားနေလို့လေအဲ့ဒါ6ကိုဆင်းသွားတော့သူတို့နဲ့မတွေ့ဖြစ်တော့မတွေ့ဖြစ်တာနဲ့6တိုင်းသွားရင်းနဲ့စတားတွေနဲ့ပြန်တွေ့တယ်6ထွေးမှာစတားတွေနဲ့တွေ့တဲ့ရှိကြတော့ကျမတို့လည်း6မှာပဲပြန်အိတ်တယ်အိတ်တဲ့ရှိကြတော့အဲ့ကလည်းကျမတို့မထားနိုင်တော့ဘူးဒီတိုင်းမှာအနားမှာလူသေးတွေလည်းအများကြီးတည်ကြတယ်ကျမတို့အနားမှာလည်းတရားတမနဲ့ကို2ယောက်3ယောက်လို့တည်ကြတာအဲ့လူသေးနားမှာပဲသူတို့တည်တဲ့မူကကိုယူပြီးမှကျမတို့လည်းရှုံပြီးမှအိတ်နေကြတာအဲ့ဒီလည်းနောက်3-4ရက်မြောက်လာမှဒီတွေကလာပြီးမှထမင်းထုတ်ပါလိုက်မှကျမတို့ထမင်းကျွေးတယ်ကျွေးပြီးမှဒီမှာပဲရေတွေကကျမတို့လက်မချောင်းနိုင်တဲ့လူကိုချီပြီးမှခေါ်လာတာခေါ်ပြီးမှတော့မှ6နာတော့မှလေမူကတေးထိုးပြီးမှထားတယ်ကျမတို့မိမွေးပြီးမှဆေးတွေလည်းကူပေးတယ်အမှပဲကျမတို့ကိုနုနုထွေးထားပြီးမှသူတို့လက်မချောင်းနိုင်လို့ဆိုမှတာလဘက်တွေလည်းရှိပြီးမှကျမတို့ရော်ကြည့်ခေါ်လာတာဆရာအခုရောဘယ်လိုလဲဒီကျွန်တော်တို့ချင်းကြီးနောင်နဲ့ဒီအေတွေကဒီမှာဘယ်လိုထားလဲပေါ့ကောင်းပါရဲ့ကိုကတော့နွနွထွေးထားပါရဲ့ကိုလို့စင်ပြပါတယ်ကျမတို့အသက်ချင်တာလဲအေးတို့အဲ့လိုချင်းနေတော့ရေအကုန်လုံးကျေးဇူးကြောင့်ကျမတို့လည်းအသက်ချင်တာပါမဟုတ်ကျမတို့လည်းအခုလောက်ဆိုသိနေပါပြီအခုတော့အများကြီးကျေးဇူးတင်ပါတယ်နေရထိုင်ရတော့အဆင်ပြေလားအဆင်ပြေပါတယ်ဆရာပြီးသူတို့ကကြတော့ဟွာတွေနဲ့လေရန်တွေနဲ့အစားအစာတွေလာချတယ်ကျမတို့မကြွေးဘူးသူတို့ကသူတို့ပဲစားတာကျမတို့ကကြတော့ရေတပူတော့မသားပါဘူးဆေးလိုက်တလိုက်ကိုတော့မှကျမယောက်ျားတောက်ရှင်လို့နေမကောက်လို့2000နဲ့ဝယ်ရတာဆေးလိုက်တလိုက်ကိုသူတို့စီမှာသူတို့ဆိုရဟာကဘာတူလဲစားရစီမှာကျမတို့နဲ့ပြေးတဲ့လူတွေစီမှာ2000နဲ့ဆေးလိုက်တလိုက်ကိုဝေပြီးမှကျမတို့မှတောင်းရတယ်ဆရာအဲ့ဆိုရင်တော့အဓိကအခုပေါ့နော်နောက်ဆုံးအနေနဲ့ကျတော့ဒီအမားတို့ကရဲတပ်ဖွဲ့ဝင်ဆိုတော့မြို့နယ်ရဲမှုတွေလည်းပါမယ်ဒီတပ်ပါတယ်ဆရာကိုလုံးပါပြီးမှသူတို့လည်းကိုလုံးတေကြတယ်ရဲမှုပထမတေတယ်တင်တယ်သူတို့ကလမ်းလေးမချောင်းနိုင်ဘူးလေလမ်းမချောင်းနဲ့ရဲတွေကတော့တော်တော်များများတေကြတယ်ဆရာသူတို့ကခံနိုင်လည်းမရှိကြဘူးလေ
အကုန်လုံးသူတို့ထုတ်ပြတော့မှသူတို့မထမ်းနိုင်ဘူးဒီတိုင်းပဲဘသူမှလည်းဘူးမဆိုင်ကြဘူးသူတို့ဒါကြတော့သူတို့ကသူတို့သွားကြတယ်လာကြတယ်ကျမတို့ကကြတော့ကျမတို့ရေးတွေကတော့တေတာများတယ်ဆရာတရက်ကိုလူကမနေ့ကျ9ယောက်6ယောက်မိုးလေးအဲ့လိုတက်စီပြီးပေးနေတာအေးပတ်ပြီးမှလည်းမိုးကလည်းမပါတဲ့ဟာကျတော့တဲမိုးတွေထင်ပါအေးလားလို့ဒီ ဟောပေါ့အတိကနောက်ဆုံးတစ်ခုမေးချင်တာဒီကောင်းဆောင်ပိုင်းတွေပေါ့ဆိုတော့ကောင်းဆောင်ပိုင်းတွေပုံမှာဘယ်လိုပြောချင်လဲဘယ်လိုမှတ်ချက်ပြုချင်လဲပေါ့ဒီစစ်ကောင်စီရဲ့ကောင်းဆောင်တွေပိုင်းမှာပေါ့နော် ဆိုင်ကျမပြောစရာကျမတို့ဒီလောက်ဒုက္ခရောက်နေတဲ့ဟာကိုသူတို့ကလေရင်နဲ့လာကေပဲပြောလိုက်ယူဟာမှာကျမတို့ရေးမိသားစုတွေကိုယူဟာတော့ခေါ်တယ်ခေါ်ပြီးမှကျမတို့ကိုလေရင်နဲ့ပို့ပေးမယ်လို့ဆိုတော့ခေါ်လို့ကျမတို့သွားတာအားနဲ့လေရင်နဲ့လည်းမခေါ်ဖြစ်ဘူးအဲ့ဒါပဲတိုက်ဖို့ဖြစ်တော့ traffic ဖြစ်တယ်လေဆိုင်အဲ့ကျမတို့ကတော့သူတို့လည်းကျမတို့ပုံမကောင်းလို့ထင်တယ်